ဒီရင်တစ်နေ့တည်းရဲ့ကောင်းမှုလေးပါလို့ဘယ်မှမတော်တော့အခန်းထဲမှာပဲတတရရလေးနဲ့ပဲနေပါတယ်တို့စားတယ်တောက်တယ်ဒီကြားထဲကျမယောက်ျားလည်းဒီမှာသူ့ဝိတ်တွေကိုထိန်းတဲ့အနေနဲ့ခုလိုမျိုးစားနေပါတယ်ဝိတ်ထိန်းတဲ့အနေနဲ့စားနေပါတယ်သူ့ဝိတ်ကြမှာဆိုလို့တဲ့သူများတွေကကြနေတယ်သူကတော့ဒီမှာဝဝလေးနဲ့လှတယ်ဆိုတော့သူကဒါမျိုးတွေပဲစားပါတယ်ဟင်းနေမိတ်ဆက်ပေးပါဦးဟင်းနေရတော့မကောင်းပါဘူးချင်းဟုတ်အနီကမရပါနီးတယ်လေဒါတော့ငါမီပုတ်ရရင်ကခေါင်းမှာတပိုင်းမကျတော့ဒါဝနဲ့ယူဒါခင်းနေတော့ဒါငစုံဒါငပိတို့တယ်တငယ်ချင်းနေတဲ့စားရင်လာစားနော်ဒီမှာတိုးစရာတွေလည်းအများကြီးပြုတ်လာတာတိုးစရာငပိရင်နဲ့ဟုတ်ပြီဆွဲလုံးကတော့ဒီမှာပါအဲ့ဒါမှမြည်ပြန်နေလား